လက်ကိုတီးပြီးတော့ဘုရားကိုချီးမွမ်းပါအောင်အမှုတော်ဆောင်နေဝါကျွန်တော်တို့အမှုဆောင်များနေနဲ့ဒီဟာအစရာဒီမှာကျွန်တော်တို့ကိုမှုထုတ်ပြီးတော့မှဒီလိုလေးတဲ့ဆရာကြီးကိုဆောင်တဲ့ဆရာကြီးကိုမိသားပြချင်းဖြစ်ပါတယ်အားလုံးပေါ်မှာထိုးပဲကြည့်ကြတင်ပါတယ်အရောက်တိုက်ပေါ်မှာဘုရားရှင်ထိုးပဲကောင်းချစ်ပေးပါစေဆရာကြီးကိုလည်းတက်ရှိကျမ်းမှာရှင်ဘုရားပြင်ဆင်ပေးပါစေမစားတော့တဲ့ဘုရားရှင်တာရဲ့အကျုံးပြုပါစေကျွန်တော်တို့လူငယ်တွေအဖွဲ့အနေနဲ့ပေါ့နော်ဒီလိုမျိုးပေးခွင့်ရတဲ့အတွက်ဘုရားကိုကျေးဇူးတင်ပါတယ်ဆရာကိုလည်းကျမ်းမာစွာနဲ့ဒီနေ့တက်တိုင်အောင်ပို့ဆောင်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်းဝမ်းမြောက်ဝမ်းသာစွာနဲ့မွေးနေ့ပွဲကိုပါဝင်ခြင်းဖြစ်ပါတယ်ခင်ဗျာပြင်ဆင်ပေးထားတဲ့ဆရာကြီးရဲ့မွေးနေ့62နှစ်တိုင်အောင်ထာဝရဘုရားကကောင်းဝန်စွာပို့ဆောင်ပေးတဲ့ကျမ်းကျမ်းမာမာနဲ့ပို့ဆောင်ပေးတဲ့အတွက်ဘုရားခင်ကိုကျေးဇူးတင်ပါတယ်ဒီနေ့ကျမတို့အမျိုးသမီးတွေမိခင်တွေအနေနဲ့လည်းဆရာကြီးကိုဧကဲတို့ကျေးဇူးပြုရတော့အခွင့်ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ဘုရားကိုကျေးဇူးတင်နေဆက်လက်ပြီးမှဆရာကြီးကိုဆက်လက်ပြီးမှအသက်ရှည်လျားတော့အခွင့်နဲ့ကျမတို့မိခင်တွေကိုအတင်းတော်တွေကိုဆက်လက်ပြီးမှအိုးဆောင်နိုင်တော့အသက်ရှည်လျားတော့အခွင့်ကိုဘုရားခင်ဆက်လက်ရကောင်းချီးပေးပါစေဖျောင်းတိုင်တက်ချောင်းကိုအရင်မုတ်ပါမယ်ဝေါဒါဆရာ Happy Birthday ဒီ sign board လေးကိုဆွဲပေးပါတဲ့အပေါ်ကိုဆွဲပေးပါတဲ့ဝါမကုန်နိုင်ဘူးဖြစ်နေတယ်ဟိုရှေ့ကြီးပဲအာမင်အာမင်အာမင်အမေများကနော်စိတ်လှုပ်ရှားစရာစိတ်ဝင်စားစရာအမျိုးမျိုးတွေလုပ်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်မိများအားလုံးကိုလည်းဘုရားရှင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ဆက်ပြီးမှပလင်ပေါ်မှာနေစေခြင်းပါတယ်သူတို့ကဆရာကိုနည်းနည်းကြွေးခြင်းတယ်ထင်တယ်Happy birthday Happy birthday to you. Happy birthday to you. Happy birthday to you. May God bless you always. 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 Happy birthday ပြောမယ် Happy birthday ဝါးကျေးဇူးတင်ကျေးဇူးရတယ်။ရရှိမြဲစင်မြဲပါပါစေ။ရှေ့ကျမ်းမှာပါစေဆရာကြီး။ အာမင်ကျေးဇူးလက်ခုပ်တီးရအောင်လက်ခုပ်တီးမှာတီးရအာမင်ကျေးဇူးတင်ပါတယ်ခဲအဖွဲကိုဘုရားရှင်ကောင်းချီးပေးပါစေဟုတ်ပြီကျေးဇူးတင်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေအဖမြတ်စွာသောဘုရားသခင်အာမင်